ဆွေဘဝရဲ့ကြမ်းတမ်းမှုတွေနဲ့နာကျင်မှုတွေကြားမှာမျောလင့်ချက်တွေပျောက်ဆုံးပြီးအားကိုးရမင်းနေပြီလားယေရှုဖျားကမိတ်ဆွေအနားမှာမြေတမ်းရှိနေပါတယ်ယေရှုကပြောနေပါတယ်ငါဒီတင်းကိုမစွန့်တင်းကိုအလင်းပြည့်မထားဘူးလို့ပြောနေပါတယ်ဒါကြောင့်မိတ်ဆွေလိုအပ်နေတဲ့အချိန်တိုင်းယေရှုဖျားကိုခေါ်လိုက်ပါ